အခုကျွန်တော်တို့ကအယုဒ္ဓယမြို့ကိုဆင်းရမှာကျွန်တော်တို့မဆင်းမိဘူးဗျမဆင်းမိဘူးဆိုကိုယ်လည်းမသိဘူးသူတို့ပြောထားတာကတနားကြီးခွဲလောက်ကြာမယ်ဆိုတော့အခုကတနားကြီးနဲ့10မိနစ်ပဲရှိသေးတယ်ဆိုတော့အယုဒ္ဓယမြို့ကိုရောက်နေပြီဆိုတော့ကျွန်တော်တို့ကမသိလိုက်ဘူးဒါပေမဲ့ကျွန်တော်တို့လမ်းဘေးမှာအယုဒ္ဓယ station ကိုရေးထားတာမြင်လိုက်တဲ့အတွက်ကိုယထာလည်းထွက်နေပြီဆိုတော့ကျွန်တော်တို့ဆင်းလို့မရတော့ဘူးအခုကျွန်တော်တပူတာကြော်စီးရမယ်အခုတော့ကျွန်တော်တို့ယထာစီးလာတာ9မိနစ်လောက်ရှိသွားပြီအပြန်ကိုကျွန်တော်တို့လက်မှတ်ဝယ်ပြီးအယုဒ္ဓယကိုပြန်သွားမယ်သဘောရှိတယ်ခင်ဗျနော်အဲ့တော့အခုလိုကြီးနေတဲ့သူတွေလည်းကျွန်တော်လိုမျိုးမဖြစ်အောင်ပေါ့နော်တနာကြီးခွဲလို့သာပြောတာတနာကြီးလောက်ကတည်းကကြည်ဒါမှမဟုတ်ကျွန်တော်တို့ map မှာမြေပုံထောက်ပြီးတော့ရောက်ခံနေပြီလားဆိုတာကိုကြည့်ပေးဖို့ဒါကသင်ခန်းစာတစ်ခုပေါ့နော်ကျွန်တော်တို့ကဒါသင်ခန်းစာကောင်းကောင်းပေးလိုက်တာပါပဲနော်ရုပ်တရားကိုတပူတာကြောလာတယ်ကြောလာတော့ကျွန်တော်ဆင်းလိုက်တယ်ကျွန်တော်တို့ရောက်နေရတာကဖရာကီကိုရောက်နေတော့ကျွန်တော်တို့ကိုဒီမှာသူတို့အရာရှိကသူတို့ဒီနာရဲအရာရှိလားယထာအရာရှိလားမသိဘူးသူတို့ကကျွန်တော်တို့ကိုဖုန်းတွေပါဆက်ပြီးတော့သူတို့ကျွန်တော်တို့ကိုဒီဟိုမှာပြန်ဖို့အတွက်လက်မှတ်စီစဉ်လားဘာလားတော့မသိဘူးသူတို့တော့ဖုန်းတွေဆက်ပြီးတော့ဆက်တင်နဲ့ဆက်ပြီးတော့အဆက်အသွယ်လုပ်နေတယ်နော်ဟိုပေါ်တော့အတာသူတို့တော့အရေးတယူတော်တော်လုပ်ပေးတယ်ဗျနော်မစိုးဘူးဒါသူတို့နော်သူတို့ဝန်ထမ်းနေရဲဝန်ထမ်းနေအရာရှိတယောက်နေနော်ကျွန်တော်တို့တို့ကိုဆက်ပြီးလုပ်ပေးနေကြဗျာနော်အားလုံးပဲတော့မသိဘူးအခုကျွန်တော်တို့ကိုသူတို့ကယထာဟိုဘက်ကလာပြန်လာမယ့်ယထာကိုကျွန်တော်တို့ဒါစီစဉ်ပေးတယ်ခင်ဗျာနော်ကျွန်တော်တို့ကလက်မှတ်ထပ်ဝယ်စရာလို့ဆိုမလိုဘူးတဲ့သူတို့နော်သူတို့ဖုန်းနဲ့ဆက်ပြီးတော့ကိုကျွန်တော်တို့နံပါတ်ကဖရာကီကိုပေါ့နော်ဖရာကီကိုအဲဒီမှာကျွန်တော်တို့ဟိုဘက်ကပြန်လာမယ့်ယထာကိုစောင့်နေပါတယ်ကျွန်တော်တို့ကိုသူတို့ဟိုပေါ့နော်ကျွန်တော်တို့လက်မှတ်ထပ်ဝယ်စရာလည်းမလိုပါဘူးပေါ့နော်သူတို့တက်စီသွားလို့ရပါတယ်ပေါ့နော်ခုံနံပါတ်340လို့တော့ပြောတယ်ဗျကျွန်တော်တို့အဲ့ဒါခုံနံပါတ်လားအတွဲနံပါတ်လားတော့မသိဘူးဒါပေမဲ့ယထာလာကနီးဆိုတော့ကျွန်တော်တို့လည်းအဲ့ဘက်အချမ်းပြန်မကူးတော့ဘူးပြန်လာမှခက်နေဆိုတော့လေနော်ဟုတ်ကဲ့ကျွန်တော်တို့အခုအယုဒ္ဓယကိုပြန်စီးမဲ့ယထာဒီဘက်ကလာနေပါပြီနော်လာနေပါပြီဒီယထာကျွန်တော်အယုဒ္ဓယကိုပြန်စီးရမှာပဲတပူတာပေါ့နော်7မိနစ်လောက်တော့ကြာမှာပါနော်အရန်ကျေးဇူးတင်ပါတယ်ဒီကလူတွေကျွန်တော်တို့အယုဒ္ဓယဘူတာကိုရောက်ပါပြီနော်ဟိုဝယ်ဆောင်လာမှာမယ်နော်ဟုတ်ကဲ့ဒါကျွန်တော်တို့ဒါဘူတာကနေယထာဘောကနေပြီးတော့အစင်မှာဘူတာလေးကိုဝင်ပါပြီအယုဒ္ဓယဘူတာပါဒါအယုဒ္ဓယဆိုတာတော့ရှီဟောင်းမျိုးငယ်လေးပေါ့နော်ကျွန်တော်တို့ပကံလိုမျိုးနော်ကျွန်တော်တို့ဟန်လင်းလိုမျိုးလေးပါဒါညတော့အတင်းနဲ့ဒါ touristic ပေါ့နော်ဒါ touristic များပါတယ်အဲ့တော့ဖေဖေတို့ကအခုလောလောဆယ်ဆယ်အဲ့မှာဟိုမှာသွားပြီးတော့ညနေဘဲချိန်ဟိုယထာလက်မှကျိုးယူလို့ရမလဲပေါ့နော်ကျွန်တော်သွားမိပါမယ်ဒါကအယုဒ္ဓယဒါအယုဒ္ဓယဘူတာထဲမှာဒီမှာတော့ဒီမှာတုတ်ဆိုင်ငယ်တွေအများပြားရှိပါတယ်နော်ကျွန်တော်တို့ဘာလုပ်ရမလဲမဟုတ်ကျွန်တော်တို့မသိသေးဘူးမသိသေးတော့ကျွန်တော်ဘာအစီအစဉ်မှမရှိဘဲနဲ့မနေ့ညမှာကောက်ခံငင်းကပြောပြီးကျွန်တော်ထထွက်လာကြတော့လေဒီမှာတော့တစ်သားတော်ပေါ်ပုံရတယ်ဒီခုံတွေအကုန်လုံးကဒါတစ်သားရင်းနဲ့လုပ်ထားတယ်ဗျာဒါရင်းလုပ်ထားနော်ဟုတ်ကဲ့ပါကျွန်တော်တို့စုံစမ်းလိုက်ပါဦးမယ်နော်